မောင်တို့စိတ်က ဘာကောင်းလဲနော် ခုနကမလေးနဲ့တွေ့ကစိတ်က ဘာကောင်းပါလဲညီမလေး ရောက်တော့မှာပဲ ကိုဟာ ရောက်တော့မရလေတော့ တို့ကစိတ်ရှိတယ်ကွာကြီးစားခိုင်းတယ်တော့နေနေပြီအန်တီလည်းလုံးလားကျွန်တော်ဒီမြောင်းလာလေးငါသမီးလေးတစ်ပေါင်းတင်လာစေဟာရန်ဒီငါသမီးဆိုတိုင်းရဲ့လုံးမဲရောက်ပါလေတတိယမှာဟန်စောမင်းဖြီစရုပ်ထမှာဟန်စောလင်းဖြီပြင်စောမှာခင်စောလင်းဖြီကျွေးရုံးမှာတန်းစောကျွေးဖြစ်ပါတယ်ဒုတိယမှာတန်းစောမိုက်တော်မလို့អော်လိုက်တာဆိုတာဒုတိယဒုတိယတန်းစောဦးတန်းစောဦးတတိယဒုတိယပဲကမတန်းစောဦးဒုတိယတန်းစောဦးတတိယတန်းစောဦးဟန်စောလင်းပဲဟန်စောဦးဆိုတာတန်းစောဦးကြားကြည့်တယ်ကိုလုံးသားတစ်ခုလုံးမရောက်လို့ထည့်ထားလိုက်နော်စာလာလေးကြိုက်တာဘူးရှိတယ်နေလဲချစ်နေညာလဲချစ်တယ်ဟုတ်တယ်နော်ပါတယ်နော်နေရောညာရောချစ်တယ်ဘယ်ချိန်အဲ့လိုပြီးဘယ်ချိန်ခမင်းစားကြဒီကိုဒီချစ်တော့ကာပါဒီစီးဘူးပါတော့ကျွန်တော်တို့ဘုရားတော်ညီမလေးရောမမရောထပ်မသိတော့မနိုင်ဘူးဒီခါကျင့်လာတယ်နိုင်နေကျွန်တော်လည်းဝိတ်ချတယ်ရှုပ်တော့လို့ဖြစ်တာဘာလို့ဖြစ်သွားတာလို့မင်းသားဆိုအားရှိမှဖြစ်တာစားရတယ်ဘယ်လိုဖြစ်တာလဲဖိုင်ဘုရားကလည်းကျတော့ဘယ်တော့ချီနေကြတော့ချီရတယ်တော့အချင်းဟောဘူးဟုတ်တယ်ဝေးလဲရှော့တယ်သူလည်းချီနေတယ်ကိုအိမ်မှာတမီးဟုတ်လားမင်းကတမီးလားအော်မင်းတကယ်ကတာသမီးတားနေတာ
လေးလေး ဘယ်တော့လေးလေးကလေးလေး ခဏကလေးလေးလေးတော့လေးလေး အထာကြီးကားလို့ရှိရတာကွာ ဒီရတဲ့လူတော်ကြီးရဘူးတဲ့ ဝေးဒီကမှတလုံးကြီးပဲကြီးကြီး ကြီးရမတက်တာဖြစ်နေအပြန်ကောက်နော် ကျဲ ကျဲ အဲ့ဘွယ်ကြီးတက်တာလို့လည်းကိုယ်ကောက်ကြည့်မယ်တက်တာကလို့လည်း ညနေပါနေတယ် ကျ